အားလုံးပဲမင်္ဂလာပါဂီတာတီးနှစ် channel ကနေပြန်လည်ပြီးမှအထူးဆိုလိုက်ပါတယ်ကျွန်တော်တို့ဂီတာစတီးတဲ့သူတွေအတွက်အခုပြန်လည်ရှင်းပြတော့မှာဖြစ်ပါတယ်ဟိုတနေ့ကြိုမှာတင်ထားတဲ့လေဂိတ်တိုင်မျိုးကိုကျွန်တော်ရှင်းပြပါမယ်ပထမအကွက်မှာဆိုရင်ဒေါတလုံးရှိတယ်ဒုတိယမှာဆိုရင်အပ်နှလုံးရှိတယ်တတိယမှာဆိုရင်ဒေါတလုံးရှိတယ်စတုထမှာဆိုရင်လည်းအပ်တလုံးရှိတယ်ပြီးတော့လည်းဆိုတော့ 2 and ဖြစ်တော့မှာတတိယမှာဆိုရင်လည်း black ကိုထားတယ်ဒီလိုမျိုးတီးမှဖြစ်ပါတယ်ဒီလိုမျိုး1 2 and 3 4 1 2 and တတိယမှာဆိုရင် black ကိုထားတယ်1 2 and 1 2 and 3 4 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 1 2 and 3 4နော်နဲ့အတူတူလိုက်တီးပြပါ1 2 and 3 4 1 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 2 and 3 4ဒီလောက်ဆိုရင်အားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်အားလုံးကြည့်ဦးတင်တယ်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe like and share နဲ့အားပေးကြပါလို့တောင်းဆိုချင်ပါတယ်